အင်္ဂလန်ကိုသိမ်းပိုက်အောင်ပွဲခံလိုက်တဲ့ချန်ပီယံအာဆင်နယ်အားလုံးပဲမင်္ဂလာပါ Ryan 7 Online ဂျင်စီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဘက်ပွဲစဉ်39ဟာပရီးမီးယားလိအတွက်အဖြစ်ဖြစ်ခဲ့ပါတယ်နောက်ဆုံးပွဲတွေမှာဖလားလုနေကြတဲ့အာဆင်နယ်နဲ့မန်စီးတီးကဥရောပဖိုင်နယ်ကံမှုရှိနေကြတဲ့ Crystal Palace, Aston Villa တို့နဲ့ရင်ဆိုင်ရမှာမို့ဒီဘက်ပြိုင်ဘက်တွေကပဲတခါတည်းအဖြစ်ထုတ်ပေးမယ်ဆိုတာသိတာနေခဲ့ပါတယ်အာဆင်နယ်ကမန်စီးတီးနဲ့အမှတ်တူ6ကွာချချက်ပါတူပြီးတော့အဆင့်2ကိုယာယီဆင်းပေးလိုက်ရပြီးတဲ့နောက်ပိုင်းမှာစီသူနဲ့ထပ်ပြစ်မှာကိုဖိန်တောင်ကြောက်ခဲ့ပါတယ်အာဒီဒါအာဆင်နယ်ကနျူကာဆယ်ဖူလန်ဝက်ဆန်တို့ကိုချီမချော်ပဲနိုင်ယူလာခဲ့ပြီးတဲ့နောက်ဒီတစ်ပတ်မှာတော့တန်းဆင်းပြီးသားဘန်လီကိုအမှန်ကန်နေကန်ပြီးတော့အနိုင်ယူခဲ့ရပါတယ်။အာဆင်နယ်ကဒီလေးပွဲစလုံးမှာပေးကိုလုံးဝမရှိပဲကလင်းရှိနိုင်ပွဲကိုရှာဖွေနိုင်ခဲ့တာဖြစ်ပြီးတော့12မှတ်ပြည့်စုဆောင်းနိုင်ခဲ့ပါတယ်။မန်စီးတီးကတော့တီးတတာကိုဖိအားတန်ခံနေခဲ့ရပါတယ်။ပွဲချင်းတွေအာဆင်နယ်ကိုနောက်ကကြီးပဲလိုက်စားနေခဲ့ရတဲ့မန်စီးတီးဟာအေဗာတန်ကိုတေချာပြီးတဲ့နောက်2မှတ်ကွာဟသွားပါတယ်။ဒီတစ်ပတ်မှာမန်စီးတီးကဥရောပဝင်ခွင့်အတွက်တိုက်ပွဲဝင်နေတဲ့ဘုံမောက်ကိုဝေခွင့်သွားရောက်ရှင်ပြိုင်စားခဲ့ရပါတယ်။ဒီပွဲမတိုင်ခင်မှာမန်စီးတီးနီးပြိုင်ပက်ဂွာဒီယိုလာကယာဒီကွန်အသင်းကနေထွက်ခွာတော့မယ့်အကြောင်းသတင်းတွေတက်လာပါသေးတယ်။မန်စီးတီးကစားသမားတွေအတွက်ဒီသတင်းကစိတ်သက်ပြိုပြက်စေလားမသိပေမဲ့19ပွဲစတိုင်ရှုံးပွဲမရှိထားတဲ့ဘုံမောက်ကိုစီးတီးတို့ထိုးဖောက်မြဖြစ်နေခဲ့ပါတယ်။ဘုံမောက်ကပထမပိုင်းမှာဥဆောင်ကိုသွင်းယူသွားတာကြောင့်မက်ဆီတီတို့ဒုတိယပိုင်းမှာခြေပေါက်ကိုပြန်လည်ရရှိနိုင်အောင်ကြိုးစားပေမဲ့လည်းကျစ်လစ်နေတဲ့ဘုံမောက်ခံစစ်ကိုထိုးဖောက်ဖို့ကခက်ခဲခဲ့ပါတယ်။ဒါကြောင့်ဒီပွဲကိုပါဝက်ဝက်နဲ့တည်ကြခဲ့ရပြီးတော့အာဆင်နယ်ကမန်စီးတီကိုလက်ချန်တပွဲမှာ၄မှတ်ဖြတ်လိုက်နိုင်တာကြောင့်2025-26ဘောလုံးရသည့်အတွက်ချန်ပီယံဖြစ်အင်္ဂလန်ကိုသိမ်းပိုက်အောင်ပွဲခံနိုင်ခဲ့ပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။